တခါတော့ကလူသူရောက်ပေါက်နေတဲ့မဟာမြိုင်တိုးကြီးရဲ့တနေရာမှာရသေးကြီးတစ်ပါးသတင်းသုံးနေထိုင်ခဲ့ပါတယ်။သီလသမားကြီးနဲ့ပြည့်စုံတဲ့ရသေးတစ်ပါးဖြစ်ပြီးလောကီစည်းစိမ်တွေကိုပြီးပိုင်ဆွတ်လွတ်ထားတာကြောင့်လူတွေနဲ့ဝေးရရက်မှာတရားအထုတ်ကြည်ကြံနေခဲ့တာပါ။ရသေးဆိုတာကယဟန်တော်တွေလိုမျိုးဝီနီးသိက္ခာမဆောင်ထိန်နိုင်တာကြောင့်လူဝဲလက်ပြီးရသေးဘဝနဲ့တရားအထုတ်နေရခြင်းဖြစ်ပါတယ်။ဒါပေမဲ့ရသေးကြီးကတော့တောထွက်လာတာကြားခဲ့ပြီးမို့ဒေဒီနဲ့ဝီစီကိစ္စကိုပယ်ပြီးသောတာပန်တယောက်ဖြစ်သွားခဲ့ပါပြီ။ရသေးကြီးမှာတော့စွန့်ကပ်မဲ့တကားတကားမှလည်းမရှိတာကြောင့်တောထဲတောင်ထဲမှာသာတည်ဥတည်ဖို့တွေကိုရှာဖွေစားတော့နေခဲ့ရတာပါ။ရသေးကြီးနေထိုင်ရာအကြောင်းသင်္ကန်းပတ်ဝန်းကျင်မှာတော့စမ်းချောင်းလေးတစ်ခုလည်းရှိပါတယ်။အဆိုပါစမ်းချောင်းလေးထဲမှာလှပတဲ့ကြာပန်းတွေများပြားပေါရောက်နေပြီးရင်းနှီးသတ္တဝါမျိုးစုံလည်းနေထိုင်ကျစားခဲ့ပါတယ်။ဒါပြင်လူသူရောက်ပတ်မရှိတဲ့ဒေသဖြစ်တာကြောင့်ရေပြင်တစ်ခုလုံးကကြီးလင်းနေပြီးရေထဲကငါးတွေကိုတောင်မှအတိုင်းသားမြင်နေခဲ့ရပါတယ်။တရက်မှာတော့ရသေးကြီးဟာတရားမှတ်နေစဉ်တွင်ထူးဆန်းဖွယ်ရာအရာတစ်ခုကိုမြင်တွေ့ခဲ့ပါတယ်။တကယ်တော့ရသေးကြီးဟာနှစ်ပေါင်းများစွာတရားကျင့်ကြံလာသူဖြစ်တာကြောင့်အစွမ်းတကူရှိပြီးလောကကြီးထဲမှာဖြစ်ပျက်နေတဲ့အရာအလုံးကိုအလိုလျောက်သိမြင်သူဖြစ်ပါတယ်။ယခုခါမှလည်းရသေးကြီးရဲ့ကျောင်းသင်ခန်းဘေးမှာရှိတဲ့စမ်းချောင်းလေးထဲမှာထူးဆန်းတဲ့အရာတစ်ခုဖြစ်နေပြီဆိုတာကိုအလိုလိုသိမြင်လာခဲ့ပါတယ်။အဲဒါကြောင့်ရသေးကြီးဟာတရားထိုင်နေရာကနေမျက်လုံးနှလုံးကိုဖွင့်ကာခုလိုပြောလိုက်ပါတယ်။အိုးတော်တော်ထူးဆန်းတာပဲ။ငါရဲ့ကျောင်းသင်ခန်းဘေးမှာရှိတဲ့စမ်းချောင်းထဲမှာလူစားတစ်ယောက်ဖွားမြင်လာပြီပဲ။တရားဝါတွေကဥကနေမွေးဖွားခြင်းမိခင်ဝမ်းကနေမွေးဖွားလာခြင်းအညှိတွေကိုမှီပြုတ်ပြီးတော့မွေးဖွားခြင်းဩပပါတိကဆိုတဲ့ကိုနေရှားဖြစ်ပေါ်လာခြင်းဆိုပြီး၄မျိုးရှိတယ်လို့မြတ်စွာဘုရားကိုယ်တိုင်ဟောထားတယ်။ဒီလိုမျိုးမှီပြုတ်အညှိတွေကနေမွေးဖွားလာတာကိုတော့ငါတသက်နဲ့တကူခုမှပဲမြင်ဘူးတော့တယ်ကွာ။တော်တော်လေးကိုထူးဆန်းတာပဲ။ငါကိုယ်တိုင်အဆိုပါကလေးလေးကိုသွားပြီးတော့ကယ်တင်ရမယ်။ဒီလိုနဲ့ရသေးကြီးဟာတန်တေတစလို့ခေါ်တဲ့မိခင်ဝမ်းကနေမွေးဖွားလာတာမဟုတ်တဲ့ကလေးငယ်ကိုကယ်တင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲဒီနောက်မှာတော့ရသေးကြီးဟာတရားမှန်နေတာကိုဖြုတ်လိုက်ပြီးစမ်းချောင်းစီကိုအမြန်ဆုံးရအောင်သွားပါတော့တယ်။ငါမြန်မြန်သွားမှဖြစ်မယ်။မဟုတ်ရင်ဒီကလေးလေးဒုက္ခရောက်နေပါအောင်မယ်။တော်တဲ့ကသားရေးလေးဆန်တွေကပေါ်ပါပြီနဲ့နောက်ဆုံးမှာတော့ရသေးကြီးဟာစမ်းချောင်းစီကိုရောက်လာပြီးကြာပန်းနေကြားထဲမှာရှာဖွေခဲ့ပါတယ်။အမှန်တကယ်ပဲရသေးကြီးထင်ထားတဲ့အတိုင်းကြာပန်းကြီးကြီးပွင့်နေတဲ့အပေါ်မှာလူတယောက်ရဲ့လက်မသာသာရှိတဲ့မင်းကလေးငယ်ကိုမြင်လိုက်ရပါတယ်။အဆိုပါမင်းကလေးဟာကြာပန်းတွေကနေထူးထူးခြားခြားမွေးဖွားလာတာဖြစ်ပြီးအတန်ကြာသနာပါစေရုပ်မြင်ချစ်ခင်ပါစေဆိုတဲ့အတိုင်းချစ်စရာကောင်းတဲ့ကလေးငယ်လေးဖြစ်နေခဲ့တာပါဒီလိုနဲ့ရသေးကြီးဟာတောထဲတောင်ထဲမှာမိဖမရှိပဲဒုက္ခရောက်တော့မဲ့အန်နယ်ကိုကြိုးမြင်တာကြောင့်ကလေးငယ်ကိုမွေးစားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒီကလေးငယ်ဟာကြာပန်းတွေကနေမွေးလာတာပဲဒါပေမဲ့ဒီတော့တီတောင်ထဲမှာသူ့တောက်ထက်ရှင်သန်ရဖို့မလွယ်ဘူးဒီကလေးကိုငါပဲမွေးစားလိုက်တော့မယ်ငါမှမမွေးစားရင်ဒီကလေးလေးဒုက္ခရောက်တော့မှာတသက်တစ်ချောင်းခဲကောင်းပါတယ်လေအဲဒီနောက်မှာတော့ရသေးကြီးဟာဂျာပန်ကိုခူးလိုက်ပြီးကလေးငယ်နဲ့တူယူဆောင်လာခဲ့ပါတယ်ဂျာပန်ထဲကမိန်းကလေးကတော့ရသေးကြီးကိုသာစိုက်ကြည့်ရင်ဂျာပန်ဘောင်ကနေလိုက်လာခဲ့တာပါအဲဒီနေ့ကစလို့ရသေးကြီးဟာဂျာပန်ထဲကမိန်းကလေးငယ်ကိုမွေးစားခဲ့ပြီးတော်ထဲမှာပဲပြုစုကျွေးမိစောင့်ရှောက်ပါတော့တယ်ဒီလိုနဲ့နှင်းနှဲငယ်ကြာမြင့်လာတဲ့အခါမှာတော့ဂျာပန်ထဲကကလေးငယ်ဟာအရွယ်ရောက်ရှိလို့လာခဲ့ပါပြီရသေးကြီးကတော့စူပါမိန်းကလေးငယ်ကိုမိမိရင်သွေးပေါ်မှာရေးတကြီးကြီးနဲ့ကျွေးမွေးစောင့်ရှောက်နေခဲ့တာပေါ့မိန်းကလေးရဲ့နာမည်ကိုလည်းကြာပြူးလို့အမည်ပေးခဲ့ပါတယ်ဒီလိုနဲ့နှစ်ကာလတွေကြာချောင်းခဲ့ပြီးကြာပြူးလေးဟာပြိုပေါ်ဝင်စားရဲကိုရောက်ရှိလာပါတော့တယ်အရွယ်ရောက်လာတဲ့ကြာပြူးဟာနာမည်နဲ့လိုက်အောင်ဖြူဖွေးဝင်းပပြီးရုပ်ရည်ကလည်းချောမောလှပသူပါခန္ဓာကိုယ်ချိုးစစ်ကလည်းကောင်းမွန်သလိုရသေးကြီးပေါ်မှာလည်းလိမ္မာရေးချရှိသူဖြစ်ပါတယ်သူမဟာနေ့စဉ်နေ့တိုင်းငွေစားဖခင်ရသေးကြီးတို့ပန်းမှန်တွေကိုဆက်သားလေးရှိပါတယ်အဖေဒီမှာပါသမီးဖေကိုဆက်ဖို့ပန်းနေခူးလာတယ်ဒါတွေကိုသမီးကိုယ်တိုင်တောထဲမှာလှည့်ခူးလာရတာပါဟေးသမီးလေးအဲ့လိုမလုပ်ပါနဲ့ကွယ်အဖေကအဲ့ဒါတွေမလိုပါဘူးနောက်ခါမသွားပါနဲ့တော့သမီးလေးရဲ့ရပါတယ်သမီးကဒီတော့ဒီတောင်ထဲမှာနေလာတာကြာပြီပဲသမီးကိုစိတ်မူပါနဲ့နေတော့နေတာပေါ့သမီးရဲ့ဒါပေမဲ့ကိုစီဖျားမိတဲ့အန်နယ်တွေဆိုတာရှိတယ်ကွယ်ဒီတော့ထဲမှာတိုင်းလဲစင်တွေကပေါ်တယ်တခုခုဆိုမလွယ်ဘူးဟုတ်ကဲ့ပါဖေဒါပေမဲ့စိတ်မူပါနဲ့အေးသမီးလေးအဖေကမသွားခိုင်းတာမဟုတ်ပါဘူးကွယ်သွားမယ်ဆိုလဲသတိဝိရိယထားပြီးသွားဖို့ပြောတာပါတကယ်တော့ဒီတော့ကြီးကလူသူရောက်ပါမရှိဘူးကွယ်ငါသမီးလေးအန်နယ်နဲ့ကြုံလာရင်သမီးကိုလာကယ်မဲ့သူမရှိဘူးအသွားမတော်တလန့်အစားမတော်တလုံးတဲ့
သွားနေတဲ့ခြေလမ်းတစ်လမ်းနဲ့တစ်လမ်းကြားမှာအသက်ပြောက်သွားနိုင်တယ်ဆိုတော့ငါသမီးစောစောမြတ်မြတ်မှတ်ထားရမယ်နော်ဟုတ်ကဲ့ပါဖေသမီးဖေစကားတွေကိုမြေပေါ်မကျနားထောင်ပါမယ်ဒါပေမဲ့သမီးကတော့အဖေတို့နေတိုင်းပန်းတွေကိုသွားခုပေးရမှာပဲသမီးတို့ဘာစိတ်မပါနဲ့သမီးလည်းဒီတော့ဒီတော့နဲ့မှနေလာကြားနေပြီပဲဒီလိုနဲ့ကြာပြူလေးဟာမွေးစားဖခင်ရေသေးကြီးနဲ့အတူတော်တဲ့တောင်ထဲမှာနှစ်ပေါင်းများစွာနေထိုင်ခဲ့ပါတယ်တရက်မှာတော့ကြာပြူဟာစိတ်ပြအားငယ်စွာနဲ့ညှိုးနှွမ်းနေခဲ့ပါတယ်သမီးငယ်ဖြစ်သူညှိုးနှွမ်းနေတာကိုရေသေးကြီးမြင်သွားတဲ့အခါသမီးလေးရဲ့စိတ်ချတွေကိုတီးသွားပါတော့တယ်တကယ်တော့ကြာပြူဟာတော်တဲ့တောင်ထဲမှာဖော်တရားမှမရှိတာကြောင့်နေ့စဉ်နေ့တိုင်းထီးကျန်နေခဲ့ရတာပါအဲဒါကြောင့်သမီးလေးတို့ရေသေးကြီးဟာတစ်ခုခုကိုဖန်တီးပေးဖို့စီစဉ်ရပါတော့တယ်ငါသမီးလေးဖော်မရှိလို့ညှိုးနှွမ်းနေတာပါလားအေးလေဟုတ်မှာပဲငါကသာတရားကျင့်ကြံနေလို့လူတွေနဲ့ဝေးရရက်ကိုရောက်လာခဲ့တာသူကပိုးထုစင်လူသားတယောက်ပဲလေသူလည်းဖော်တွေပါတွေတော့လိုချင်ရှာမှာပဲဒီတိုင်းကတော့မဖြစ်သေးဘူးငါသမီးလေးတို့ဖော်ရအောင်လုပ်ပေးရမယ်ငါသူ့ကိုကြာပန်းပေါ်ဝါထဲလှူခိုင်းရမယ်အဲ့ဒီဘွားကိုစူတောင်းပြီးငါသမီးလေးတို့ကစားရဖို့ဖန်တီးပေးရမယ်နောက်နေ့တရက်မှာတော့ရေသေးကြီးဟာသမီးဖြစ်သူကြာပြူကိုခေါ်ပြီးကြာနဲ့ပြုတ်လုထားတဲ့ဘွားထဲကိုလှူဒန်းစေခဲ့ပါတယ်ကြာပြူလေးကတော့ဖခင်ရေသေးကြီးရဲ့ကြံစီတွေကိုမသိခဲ့ပါဘူးသမီးလေးဖော်မရှိလို့ပြင်းနေတယ်ဆိုတာကိုအဖေသိတယ်ငါသမီးနေတိုင်းစိတ်နှလုံးညှို့ဖွေနေတာကစားစရာဖော်မရှိလို့မလားဒါပေမဲ့စိတ်မပါနဲ့ဒီနေ့ကစပြီးငါသမီးလေးကစားဖို့ဖော်တယောက်ဖန်တီးပေးမယ်ခုဒီနားကဆန်းချောင်းထဲကကြားတွေကိုခူးပြီးဘွားထဲလှူဒန်းမှာခမီးတော့အဲ့ဒီဘွားနဲ့ဖန်တီးပေးမယ်ဟုတ်ကဲ့ပါသမီးကိုခုလိုလုပ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီလိုနဲ့ကြာပြူဟာရေသေးကြီးမှာထားတဲ့အတိုင်းဆန်းချောင်းထဲကကြားတွေနဲ့ဘွားထဲပြုတ်လို့လှူဒန်းဖို့ပြင်ဆင်มาတော့တယ်အဖေပြောပုံရဆိုငါဘွားထဲလှူဒန်းပြီးကစားစရာဖော်ရမယ်ဆိုတဲ့သဘောလားငါတစ်သက်လုံးဖေတစ်ခါမှမလိမ်ဘူးပေါ့လေသူတကယ်ပြောနေတာလည်းဖြစ်မှာပါငါကြားတွေကိုသွားခုလိုက်အောင်မယ်ကြာပြူဟာရေသေးကြီးရဲ့စကားတွေကိုယုံတော့မယုံတော့ဖြစ်နေခဲ့ပေမဲ့နောက်နေ့တရက်မှပဲကြားနဲ့ပြုတ်လုထားတဲ့ဘွားထဲကိုလှူဒန်းခဲ့ပါတယ်အဲဒီနောက်မှာတော့ရေသေးကြီးဟာကြာပြူကိုခုလိုပြန်ပြောလိုက်ပါတယ်သာဓုပါကွယ်အခုလိုလှူဒန်းတဲ့အတွက်တဘွားလုံးချီရန်သိမ်းမင်းနေနဲ့နေရပါစေအခုအဖေပြောထားတဲ့အတိုင်းသမီးလေးနဲ့တူစော်ကစားဖို့အဖေတယောက်ဖန်တီးပေးမယ်ဒီနေ့ကစပြီးငါသမီးတယောက်တည်းမဟုတ်တော့ဘူးဖေကိုယုံကြည်ပေးပါဟုတ်ကဲ့ပါသမီးဖေကိုယုံကြည်ပါတယ်အဖေကသမီးတက်တက်လုံးလိမ်မမလိမ်ဘူးတာပဲအဖေကသီလသမာဓိနဲ့ပြည့်စုံတဲ့ရည်သေးတစ်ပါးပါအဖေကိုသမီးအပြည့်အဝယုံကြည်တယ်သမီးတို့ခုလိုဖန်ဆင်းပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဒီလိုနဲ့ရသေးကြီးဟာသမီးဖြစ်သူတို့ကစားစရာဖော်ရအောင်ဖန်တီးပေးပါတော့တယ်သူဟာပဝါကိုရှေ့မှာထားပြီးတရားထိုင်နေတဲ့ပုံစံနဲ့ပါဇက်ကလည်းဂါရာတွေတစ်ဖက်ဖက်ရေးဦးနေခဲ့ပါတယ်ရသေးကြီးရဲ့ဂါရာဆုံးမှာပဲအဆိုပါပဝါလေးဟာလေးယောက်တွေထွက်ပေါ်လာပြီးတိုက်ကြီးကြောင်တစ်ကောင်ဖြစ်သွားပါတော့တယ်အဲ့ဒီကြောင်လေးဟာရသေးကြီးရဲ့တကိုးတွေကြောင့်ပေါ်လာတာဖြစ်ပြီးလူတွေနဲ့လည်းစကားပြန်လှန်ပြောနိုင်ပါတယ်နောက်နေ့တရက်မှာတော့ရသေးကြီးဟာသမီးဖြစ်သူကိုခေါ်ပြီးသူဖန်ဆင်းထားတဲ့ကြောင်လေးကိုပေးလိုက်ပါတယ်ဒီခါမှကြာပြူတယောက်လည်းဖခင်ရသေးကြီးမှန်တာတွေပြောနေတယ်ဆိုတာကိုအပြည့်အဝယုံကြည်သွားပါတော့တယ်အဲဒီနောက်မှာတော့ရသေးကြီးဟာသမီးဖြစ်သူကိုခုလိုပြောလိုက်ပြန်ပါတယ်သမီးဒါသမီးနဲ့စောဖို့အတွက်ဖေကိုယ်တိုင်ဖန်တီးပေးထားတာသူဟာတော့ကြောင်ကွအမြင့်တွေဘာတွေကိုခုံပြန်ကြော်လွှားနိုင်တယ်သမီးလေးနဲ့စောဖို့အတွက်အသင့်တော်ဆုံးပဲပြီးတော့သူကလူစကားလည်းပြောနိုင်တယ်ကွငါသမီးလေးကြိုက်ရလားဟုတ်ကဲ့ကြိုက်ပါတယ်အဖေခုလိုဖန်တီးပေးတဲ့အတွက်အဖေကိုကျေးဇူးတင်ပါတယ်အမကျမဘာရမ်းစာနေပြီကျမကိုစားလေးပါလေးနဲလောက်ကျွေးပါလားအမကျေးဇူးဒီသက်မမေးပါဘူးအေးပါကွယ်အမမင်းကိုစာကျွေးမှာပေါ့ဟုတ်ကဲ့ပါအမကျေးဇူးတင်ပါတယ်ဟုတ်ပါပြီကွယ်တစ်သက်လုံးမနဲ့တူနေသွားရမယ်နော်ဟုတ်ကဲ့ပါအမကြီးအမနဲ့တူနေထိုင်သွားပါမယ်ဒီလိုနဲ့ကြာပြူလဲသူနဲ့တူနေထိုင်ဖို့ကြောင်လေးတစ်ကောင်ရသွားခဲ့ပါတယ်အဲ့ဒီနေရာစလို့ကြာပြူဟာဖခင်ရသေးကြီးပေးတဲ့ကြောင်လေးနဲ့တူတော်ထဲမှာပဲနေထိုင်လာခဲ့ပါတယ်ဒီလိုနဲ့နောက်ထပ်နှစ်နှဲငယ်ကြားတဲ့အခါမှာတော့ကြောင်ပေါက်လေးဟာရွယ်ရောက်ရှိလို့လာခဲ့ပါပြီသူတို့ဟာတော်ထဲတောင်ထဲမှာဆော်ကစားကြရင်တအုပ်ပေါ်တအုပ်တွေ့တာလာခဲ့ပါတယ်သုံးအောင်ချဲကြောင်မလေးဖြစ်တာကြောင့်မယောင်ဆုံးလို့အမိပြေးခဲ့ပါတယ်မယောင်ဆုံးလေးဟာသခင်ပေါ်မှာတီးတဲ့သလိုသခင်ရဲ့စိတ်နေစိတ်ထားတွေလိုက်အထူပါနားလေတာကြောင့်ကြာပြူရဲ့ဂူးဆိုင်ခြင်းကိုခံခဲ့ရပါတယ်ကြာပြူကလည်းမယောင်ဆုံးစားခြင်းသမျှသီးနှံတွေကိုကိုယ်တိုင်ကိုယ်ကျခူးပေးလေးရှိပြီးတနေကုန်တနေကန်တောထဲမှာလှက်ပက်စော်စားတာညနေဆောင်မှကျောင်းသင်ခန်းကိုပြန်လာလေးရှိပါတယ်ဒီလိုနဲ့ຫນွေမိုးဆောင်တွေချိန်ပြောင်းလဲလာပြီးနှစ်ကာလတွေကြားတဲ့အခါမှာတော့မယောင်ဆောင်လေးဟာကိုဝင်ရှိလာခဲ့ပြီးနောက်ထပ်ကြောင်ပေါင်လေးတစ်ကောင်ကိုဖွားမြင်လာခဲ့ပါတယ်ဆိုပါကြောင်ပေါင်လေးကလည်းမယောင်ဆောင်တဲ့အတိုင်းသုံးအောင်ချေကြောင်လေးဖြစ်နေခဲ့ပါတယ်
အိမ်နေရဆောက်လို့မယောင်ဆုံးလို့သားမီးနဲ့တူကြာပြူနဲ့ရသေးကြီးတို့ဟာလူသူမရှိတဲ့တောအုပ်ကြီးထဲမှာလာပေါင်းများစွာနေထိုင်ခဲ့ပါတယ်။အဲဒီချိန်သူတို့တောအုပ်ရဲ့တစ်ဖက်မှာတော့တာဝဲထိပ်ပြည်ကိုအုပ်စိုးတဲ့ဘုရင်ကြီးနဲ့ရောက်ဆန်သွားခဲ့ပြီးသားတော်ကုမာရမင်းသားလေးနန်းတက်လာခဲ့ပါတယ်။ကုမာရမင်းသားလေးဟာအသက်22နှစ်အရွယ်နဲ့တိုင်းပြည်ကိုအုပ်ချုပ်ခဲ့ရပေမဲ့တိုင်းပြည်ကိုကောင်းမွန်အုပ်ချုပ်နိုင်ခဲ့ပါတယ်။အဲဒါကြောင့်တာဝဲထိပ်ပြည်ကြီးဟာအရင်ကတည်းကစီမင်းသားရဝါပြောလာခဲ့ပြီးတိုင်းပြည်လုံးကလည်းကုမာရဘုရင်ကြီးကိုရိုသေလေးစားခဲ့ကြပါတယ်။ဒါပေမဲ့ဘုရင်ကြီးကတော့အင်းရှိဆန်မင်းသားဘွားကနေဘုရင်ဖြစ်လာတဲ့အထိမိဖုရားတစ်ပါးမှမရှိခဲ့ပါဘူး။ဘုရင်ကြီးရဲ့တွေးရည်ထဲမှာမိမိအုပ်ချုပ်နေတဲ့တိုင်းပြည်စီမင်းသားရဝါပြောဖို့ကပထမဖြစ်ပြီးမင်းညင်တရား10ပါးနဲ့ညီအုပ်ချုပ်နိုင်ဖို့ကဒုတိယဖြစ်ပါတယ်။ဒါ့အပြင်တိုင်းပြည်လုံးမှာရှိတဲ့ဗမျိုးသမီးကမှဘုရင်ကြီးရဲ့အသက်နှလုံးကိုမဖန်ဆားနိုင်ခဲ့ကြပါဘူး။သေးချိန်တန်သည်ပွင့်ချိန်တန်ပွင့်ဆိုတဲ့အတိုင်းဂျာသပလင်ထက်မှထိုင်နေတဲ့ဘုရင်ကြီးမှာကျင်ရတော်မရှိတာကြောင့်မိုးကြီးမရတွေလည်းမနေသားတော့ပဲကျင်ရတော်ရှာဖွေဖို့တိုက်တွန်းကြပါတော့တယ်။ဒါပေမဲ့ဘုရင်ကြီးကတော့မူးမတ်တွေရဲ့စကားကိုပယ်ချပြီးအမြဲတမ်းတိုင်းရေးပြည်အကြောင်းတွေကိုမေးကာစကားလမ်းကြောင်းလွှဲလေရှိပါတယ်။တကယ်တော့ဘုရင်ကြီးဟာမိမိဘဝတဲ့ကျင်ရတော်ရွေးချယ်ရင်ချိန်လွန်လာခဲ့ပြီးဘုရင်ဖြစ်လာတဲ့အခါတိုင်းရေးပြည်ကိုသာဦးစားပေးနေတာကြောင့်ကျင်ရတော်မရွေးချယ်နိုင်ခဲ့ပဲဖြစ်နေခဲ့တာပါ။ဒီခုခါမှလည်းမိုးကြီးမရတွေကိုစကားလမ်းကြောင်းလွှဲဖို့အခုလိုပြောလိုက်ပါတယ်။မောင်မင်းတို့ရှောက်တင်တာသိရောပါပြီတဲ့။ဒါပေမဲ့ငါကိုယ်တော်နဲ့လိုက်ဖက်မဲ့ကျင်ရတော်ကိုခုထိမတွေ့သေးဘူး။ရှင်ဘုရင်ရဲ့ကျင်ရတော်ဆိုတာကရုပ်ရည်သိနေလည်းရှိရမယ်။တိုင်းရေးပြည်ကိုလည်းစိတ်ဝင်စားနဲ့လေ့လာနိုင်ရမယ်။ဒါပေမဲ့ငါကိုယ်တော်တွေ့ဖို့သမျှမျိုးသမီးတိုင်းကအဲ့လိုရေးချင်းမျိုးမရှိကြဘူးကွ။ဒါပါတော့လေမနေ့ကအခွန်တော်ငွေတွေကိုမဆက်သားကြသေးဘူးလား။ဒီနေ့အခွန်တော်ငွေဘယ်လောက်လို့ရကြလဲကွ။ဟုတ်ကဲ့ပါရှင်မင်းကြီးဒီနေ့ညနေမှာခွန်တော်ငွေတွေကိုဆက်သားပါမယ်။ရပ်ရွာတွေအားလုံးကခွန်တော်ငွေကိုဆက်သားနိုင်ပါတယ်ရှင်မင်းကြီး။ဒီတစ်ခါမှလည်းမင်းတိုင်မင်းမကြီးအနေနဲ့ထုံးစံတိုင်းဘုရင်ကြီးကိုလျှော်ပေးလိုက်ရပါတော့တယ်။ညနေပိုင်းမှာတော့နန်းတော်ထဲကိုခွန်မနာတွေရောက်ရှိလာခဲ့ပါတယ်။ဘုရင်ကြီးရဲ့စီမံခန့်ခွဲကောင်းမှုတွေကြောင့်စရင်စပါးကလည်းပိုးကျွေဝပြီးတိုင်းသူပြည်သားတွေလည်းချမ်းသာသာနေနိုင်ရကာခွန်တော်ငွေတွေကိုပေးဆက်နိုင်ခဲ့ကြပါတယ်။အဆိုပါခွန်ကိစ္စတွေကိုဆောင်ရွက်ရသူမှာတော့ဘုရင်ကြီးရဲ့ခမည်းတော်လက်ထက်ကလေးကရှိခဲ့တဲ့မင်းတိုင်မင်းမကြီးပဲဖြစ်ပါတယ်။အရှင်မင်းကြီးအခွန်ဘန္တာတစ်တာတွေကိုကျွန်တော်တို့ဘန္တာတဲ့ထဲကိုထည့်ပြီးပါပြီ။ခွန်ဘန္တာတွေအများကြီးကြာချောင်းပါ။ဟုတ်ပါတယ်ရှင်မင်းကြီးခရိုင်လေးခုကဆက်သားတဲ့ခွန်ဘန္တာတွေနဲ့တင်ကိုကကျွေးငါးပိတ်တာနဲ့ညီမချောင်းပါရှင်မင်းကြီးတတိုင်းပြည်လုံးမှာခွန်မဆက်သားနိုင်တဲ့သူမရှိပါဘူး။အရှင်မင်းကြီးရဲ့ဘုန်းတော်ကန်တော်ကြောင့်တတိုင်းပြည်လုံးမှာအေဂျင့်တရားချောင်းပါတိုင်းသူပြည်သားတွေကလည်းအရှင်မင်းကြီးကိုကြည်ညိုလို့ခွန်တော်ငွေတွေကိုကြီးဖြူနဲ့ပဲဆက်သားကြပါလေ။ကောင်းတာပေါ့အခုလိုစကားမျိုးကြားရတာငါကိုယ်တော်ကျင်းနေအားရမိတယ်။တိုင်းသူပြည်သားတွေချမ်းသာမှာအုပ်ချုပ်တဲ့ရှင်ဘုရင်ရဲ့တာဝန်တွေကျေပွန်တာငါကိုယ်တော်တိုင်းငံလှဲ့လေအောင်ပါပဲ။ဒါမှမိမိရဲ့ပြည်သူတွေဘလို့နေထိုင်ကြလဲဆိုတာကိုသိရမှာမနှက်ဖြတ်မဲ့တိုင်းငံလှဲ့လေတော်မူမယ်။မှန်လားပါရှင်မင်းကြီးအမိန်တော်မြတ်တိုင်းမှာဒီလိုနဲ့ဘုရင်ကြီးဟာတိုင်းငံပြည်လှည့်လည်ဖို့စီစဉ်ခဲ့ပါတယ်။နောက်နေ့တရက်မှာတော့စစ်သည်ဘိုးဘာတွေနဲ့အတူရန်ရွေတော်တွေချမ်းရံပြီးတိုင်းငံပြည်လှည့်လည်ခဲ့ပါတယ်။တိုင်းပြည်လုံးအေဂျင့်တရားသာရှိနေတာကြောင့်ဘုရင်ကြီးကတိုင်းမမသိအောင်ပျော်ရွှင်သွားခဲ့ပါတယ်။အမကြီးလျှောက်နေတာမှန်သားပဲ။တိုင်းပြည်လုံးကတတရရပဲပြည်သူပြည်သားတွေရဲ့မျက်နှာပေါ်မှာလည်းငါကိုယ်တော့ကိုနှစ်သက်ပုံပေါက်တယ်။ငါရဲ့ပြည်သူတွေကိုဒါမျိုးမြင်ရတာဝမ်းသာလိုက်တာ။ဒီလိုနဲ့ဘုရင်ကြီးကတိုင်းငံပြည်လှည့်လည်ရင်တောအုပ်ရဲ့နားကိုရောက်လာခဲ့ပါပြီ။အဲဒါကြောင့်ဘုရင်ကြီးဟာတောအုပ်ထဲကိုဆက်မသွားတော့ပဲနန်းတော်စီကိုပြန်ဖို့အမိန့်ပေးခဲ့ပါတယ်။ရဲမက်တွေဒါကတောအုပ်ပဲငါတို့တိုင်းပြည်ကနေစိုးမိမလားဒါဆိုလဲရက်ကြတော့လေငါကိုတော်တို့နန်းတော်ကိုပြန်ကြမယ်မှန်လားပါရှင်မင်းကြီးအမိန်တော်မြတ်တိုင်းမှာအဲ့ဒီနေ့ညမှာပဲဘုရင်ကြီးဟာသူ့ရဲ့ခမည်းတော်ကိုသတိရလာခဲ့ပါတယ်ခမည်းတော်ဘုရင်ကြီးရှိတဲ့ကမသေးခင်မြေးရှိခြင်းနဲ့ဆိုတဲ့စကားကိုတွေးရင်ဘုရင်ကြီးဟာဝမ်းနဲ့ကြေကွဲနေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဘုရင်ကြီးဟာစိတ်ပြတ်ညှဉ်းညူစွာနဲ့ခုလိုပြောလိုက်ပါတယ်ခမည်းတော်ရေကျွန်တော်တောင်းပန်ပါတယ်ဗျာခမည်းတော်ကကျွန်တော်ကိုကမ်းတော်မကုန်ခင်မှာကျင်းရတော့ရှားသေးချင်တာဒါပေမဲ့ကျွန်တော်ကဘယ်မျိုးသမီးကိုမှသဘောမကျခဲ့တာခုချိန်ထိပဲကျွန်တော်နဲ့လိုက်ဖက်မဲ့မျိုးသမီးကိုခုချိန်ထိမတွေ့သေးပါဘူးဗျာအဖေရဲ့ခြေအတိုင်းပြည်ကိုတိုးတက်အောင်တော့ဆောင်ရွက်နိုင်ပါတယ်ခမည်းတော်စိတ်ချပါကုမာရဘုရင်ကြီးဟာအဲ့ဒီလိုတွေးပေါင်းများစွာနဲ့ညစင်ညတိုင်းမအိတ်တိုင်းမပြောနိုင်ဖြစ်နေခဲ့ရတာပါနောက်နေ့တရက်မှာပဲဘုရင်ကြီးဟာစိတ်ပြက်လက်ပြောက်မဲလိုက်ထွက်ဖို့စီစဉ်ခဲ့ပါတယ်ဘုရင်ကြီးဟာမင်းသားဘွားမာတွေကတောကစားထရရတာကိုဝါသနာပါသူဖြစ်ပါတယ်ငါကိုတော့တောကစားမထွက်ရတာကြာပြီခမည်းတော်ရှိစဉ်တုန်းကတော့တိုင်းရင်းပြည်ရာတွေကိုခမည်းတော်ကပဲစီမံအုပ်ချုပ်ခဲ့တာအဲဒီတုန်းကတော့မဲလိုက်ဖို့ချိန်ရှိသေးတယ်ဒါ
ဒါပေမဲ့ငါကိုတော်ဘရင်ဖြစ်လာကြတဲ့ကတောကစားမထွက်ရတာကြာပြီဒီနေ့ငါကိုတော်တောကစားထွက်တော်မူမယ်မှန်လားပါရှင်မင်းကြီးတောကစားထွက်မယ်ဆိုဟိုတနေ့ကကျွန်တော်ရောက်ခဲ့တဲ့တောထဲကအသင်းတော်ဆုံးမှာအဲ့ဒီတော်ကြီးကလူသူရောက်ပေါက်နေသလိုတားရီလိမ့်ဆန်တွေကလည်းပေါ်ပါတယ်ကျွန်တော်မျိုးစီးတော်မြင်းတဲ့သူအဆောင်စစ်စီတွေကိုပါပြင်ဆင်ထားလိုက်ပါမယ်ရှင်မင်းကြီးဒီလိုနဲ့နေမိုးတဲ့ချိန်မှာပဲဘရင်ကြီးကစီးတော်မြင်းတဲ့သူတောကစားထွက်လာခဲ့ပါတယ်နောက်တော့ဘာမှတော့လေယုံစစ်သည်နှစ်ဦးသာခေါ်လာခဲ့တာပါဘရင်ကြီးကတိုင်းပြည်အုပ်ချုပ်တဲ့ရှင်မင်းဖြစ်ပေမဲ့တောကစားထွက်ရမှာလွတ်လွတ်လပ်လပ်သွားလာတတ်သူဖြစ်ပါတယ်ခဏကြာမှတော့ဘရင်ကြီးဟာကြာပြီတို့နေထိုင်ရာအကြောင်းသင်ခန်းကိုရောက်လာခဲ့ပါတယ်ဘရင်ကြီးကကြည်လင်နေတဲ့စမ်းချောင်းလေးနဲ့အေးချမ်းသာယာနေတဲ့တောအုပ်ကြီးအလှကိုကြည့်ရင်အော်မေတ္တာသွားခဲ့ရပါတယ်အဲ့နောက်မှာတော့ဘရင်ကြီးဟာသူ့ရဲ့လေယုံစစ်သည်တွေကိုခုလိုပြောလိုက်ပါတယ်ဒီနေရာကရမ်းသာရတာပဲနော်ငါကိုတော့တယောက်တည်းပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ရှုလိုက်အောင်မယ်မောင်မင်းတို့ဒီမှာပဲနေခဲ့ပြီးငါကိုတော့ပြန်လာကိုစောင့်ကြပါငါကိုတော့မလာမချင်းဘယ်မှရှောင်မသွားကြနဲ့မှန်လားပါရှင်မင်းကြီးကျွန်တော်တို့ကိုစိတ်မပါနဲ့အရှင်မင်းကြီးသာစိတ်ချလက်ချသွားပါအဲ့နောက်မှာတော့ဘရင်ကြီးဟာစံချောင်းလေးတိုင်းရှောက်လာခဲ့ပါတယ်လမ်းတော်ကြီးထဲမှာပဲကြည်ပြင်းလာရတဲ့အတွက်ဒီလိုမျိုးအေးချမ်းသာရနေတဲ့နေရာလေးကိုသဘောကျနှစ်သက်နေခဲ့တာပါခဏကြာမှတော့ဘရင်ကြီးဟာလူသွားလမ်းလေးတစ်ခုတွေ့သွားခဲ့ပါတယ်ဒီလိုမျိုးတော်ကြီးမြတ်မဲထဲမှာဘလို့လူကမြတ်နေထိုင်မလဲဆိုတာကိုဘရင်ကြီးကသိကျင်စိတ်တွေဖြစ်ပေါ်လာခဲ့ပါတယ်ဟေးငါဒီတော့ထဲမှာဘယ်သူမှမရှိဘူးထင်ထားတာအေးလေဒီလိုတော်ကြီးထဲမှာဘလို့လူကနေမှာလဲလူတွေနေတယ်ဆိုရင်လည်းဒါမျိုးတိတ်ဆိတ်နေမှာမဟုတ်ဘူးဒါပေမဲ့လူသွားလမ်းကရှိတယ်ဆိုတော့လူပဲဖြစ်မှာပါလေငါသိကျင်လိုက်တာဒီလမ်းလိုက်သွားပြီးတော့စူးစမ်းရမယ်ငါရဲ့စစ်သည်တွေကိုခေါ်ပြီးဒီနေရာကနေစောင့်ခိုင်းပြီးငါကိုယ်တိုင်လိုက်သွားရမယ်အဲ့နောက်မှာတော့ဘရင်ကြီးဟာသူ့ရဲ့လေယုံစစ်သည်ညကိုခေါ်ပြီးအကျိုးကြောင့်ပြောပြခဲ့ပါတယ်မောင်မင်းတို့ဒီနေရာကနေစောင့်ကြနော်ညနေနေဝင်ကနှီးမိပြန်လာခဲ့မယ်တကယ်လို့နေဝင်လုံးမှပြန်မလာရင်တခြားစစ်သည်တွေကိုပါခေါ်ပြီးငါကိုတော့ကိုလိုက်ရှာကြမှန်လားပါရှင်မင်းကြီးအမိန့်တော်မြတ်တိုင်းမှာအရှင်မင်းကြီးသတိဝိရိယနဲ့သွားတော်မူပါဒီတော့တည်းကအန်နယ်များပါတယ်ဒီလိုနဲ့ဘုရင်ကြီးကုမာရဟာလူသွားလမ်းတိုင်းလျှောက်လာပြီးတောနဲ့ထိပ်ကိုဝင်လာပါတော့တယ်ခဏကြာမှတော့သူဟာရေသေးကြီးရဲ့ကျောင်းသင်ခန်းကိုရောက်လာခဲ့ပါတယ်အဲ့ဒီခါမှာဘုရင်ကြီးလည်းအံ့ဩတကြီးနဲ့ပါဇက်ကနေခုလိုရေယိုမိခဲ့ပါတယ်အံ့ဩစရာပဲဒီတော့ထဲမှာဒီအိမ်တစ်လုံးနဲ့ဘလို့များနေထိုင်နေလဲမသိဘူးဒီလိုတော့ကြီးထဲမှာလူနေထိုင်လေးမယ်ကိုမထင်ထားဘူးကွာငါသွားပြီးတော့ကြည့်ရမယ်အဲ့နောက်မှာတော့ဘုရင်ကြီးဟာရေသေးကြီးရဲ့ကျောင်းသင်ခန်းထဲကိုတန်တန်မတ်မတ်လျှောက်လာခဲ့ပါတယ်ဒီလိုမျိုးဝေးလံခေါင်လာတဲ့တောနယ်ကြီးထဲမှာဘလို့လူကမြတ်နေထိုင်တယ်လဲဆိုတာကိုဘုရင်ကြီးကသိကျင်စိတ်တွေပြင်းပြနေခဲ့တာပါအဲ့ဒီချိန်ကျောင်းဝင်းထဲမှာတော့ရေသေးကြီးနဲ့တူကြာပြူပါရှိနေခဲ့တာပါကြာပြူတော့သူတို့နေထိုင်တဲ့နေရာကိုသသိန်းတယောက်ရောက်လာတာကိုမြင်သွားပါတော့တယ်အဲ့ဒါကြောင့်သူမဟာကြောက်လန့်ပြီးကျောင်းထဲကိုဝင်ပြေးသွားခဲ့ပါတယ်တကယ်တော့ကြာပြူဟာတသက်နဲ့တကူရေသေးကြီးကလွဲလို့ဘယ်သူမှမမြင်ဘူးတာကြောင့်သသိန်းတယောက်ကိုမြင်တာနဲ့တရေသပတ်လို့ထင်ပြီးကြောက်လန့်နေခဲ့ပါတယ်အိုးသမီးလေးဘာဖြစ်လို့လဲကွယ်သူကလူကောင်းတယောက်ပါသမီးကိုဘာမှမလုပ်ပါဘူးပြန်ထွက်ခဲ့ပါတော်ပြီသမီးမလာချင်ဘူးအဲ့လူကြီးကိုသမီးကြောက်တယ်ဖေးသူ့ကိုပြန်လွှတ်လိုက်ပါဒီတော့မှရေသေးကြီးလည်းကြာပြူကိုခေါ်နေတာရက်လိုက်ပြီးအဝေးကနေရောက်လာတဲ့သူကိုကဲခတ်လိုက်ပါတယ်သီလသမာဓိနဲ့ပြည့်စုံပြီးဇံပိတ်မှန်ညာထားတဲ့ရေသေးကြီးဖြစ်တာနဲ့ညီခဏတာကဲခတ်လိုက်ရုံနဲ့ကောင်းတော့လာခြင်းဆိုတာကိုသိသွားခဲ့ပါတယ်တကယ်တော့ဘုရင်ကြီးကုမာရဟာအကြောင်းကိစ္စမရှိဘဲတောရဲတောင်ထဲမှာနေထိုင်တဲ့သူကိုသာမြင်တွေ့လိုခြင်းဖြစ်ပါတယ်ဘုရင်ကြီးကလည်းပညာရှိဘုရင်ဖြစ်တာကြောင့်အမွေမြင်ပင်သိဆိုတဲ့အတိုင်းရေသေးကြီးဟာသီလသမာဓိနဲ့ပြည့်စုံနေတဲ့သူဆိုတာကိုအလိုလျောက်သိနေခဲ့တာပါကျောင်းသင်ခန်းကိုရောက်တာနဲ့ဘုရင်ကြီးကလက်အုပ်လေးကိုချီပြီးရေသေးကြီးကိုဖူးမြော်ခဲ့ပါတယ်ဘုရင်ကြီးကလည်းပညာရှိပင်ဖြစ်တာကြောင့်အမွေမြင်ပင်သိဆိုတဲ့အတိုင်းရေသေးကြီးဟာသီလသမာဓိနဲ့ပြည့်စုံပြီးလူတွေနဲ့ဝေးရရက်မှာတရားအထုတ်နေတဲ့ဆိုတာကိုအလိုလိုသိမြင်နေခဲ့တာပေါ့အဲ့နောက်မှာတော့ရေသေးကြီးဟာသူ့ရဲ့ကျောင်းသင်ခန်းကိုပထမဆုံးရောက်လာတဲ့ဘုရင်ကြီးကိုလိုင်းကိစ္စကြောင့်မေးမြန်းခဲ့ပါတယ်တခါကြီးဘာကိစ္စနဲ့ရောက်လာတာလဲဒီနေရာကလူတွေနဲ့ဝေးပါတယ်လေဒီလိုပါရှင်ရသေးတပည့်တော်ကတပ်ဝဲထိပ်ပြီးကိုအုပ်ချုပ်တော်မူတဲ့ကုမာရဘုရင်မှာကျွန်တော်မျိုးနန်းတော်ထဲမှာနေရတာညင်းငွေလာတော့တောကစားထွက်လာခဲ့တာပါစံချောင်းသားကိုရောက်တော့လူသွားလမ်းကိုမြင်တာနဲ့အဲ့ဒီတိုင်လိုက်လာခဲ့တာပါဖေဟာဒီတော့တောင်ထဲမှာလူတွေနေဖို့ခက်တယ်လေဘာလို့များဒီတော့ထဲမှာနေလဲဆိုတာကိုသိချင်လို့ပါဒီရောက်တော့မှဘာရဲ့အသေးဖြစ်နေမှန်းသိတာပါအရှင်ရဲ့အသေးရှိတယ်ဆိုတာကိုကျွန်တော်ဘယ်သူမှမပြောပါဘူးတပည့်တော်မှမကောင်းတဲ့စိတ်မရှိပါဘူးဖေဟာဘုရင်ကြီးကုမာရဟာတောရဲတောင်ထဲမှာလောကီစည်းစိမ်တွေကိုဆွန့်လွတ်ပြီးဗုဒ္ဓဘုရားရဲ့လမ်းစဉ်တွေကို
အေးချမ်းချမ်းနဲ့ကျဉ်းကြံနေတဲ့ရေသေးကြီးကိုဖူးမြော်လိုက်ရတဲ့အတွက်စိတ်ထဲကနေဝမ်းသာပီတိဖြစ်နေခဲ့တာပါအဲ့နောက်မှာတော့ရေသေးကြီးဟာသူ့စီကိုရောက်လာတဲ့ဘုရင်ကြီးရဲ့စိတ်ချိန်နေနဲ့ကန်စာတာကိုဖဲရှုလိုက်ပါတယ်အဲ့ဒီချိန်မှာပဲဘုရင်ကြီးဟာအတိတ်ဘဝ9ဘဝကလေးကကြာပြူနဲ့ရေဆက်ပါလာတဲ့သူဖြစ်မှန်တည်သွားခဲ့ပါတယ်အဲဒါကြောင့်ရေသေးကြီးဟာသမီးဖြစ်သူနဲ့ပေးစားဖို့စီစဉ်ရပါတော့တယ်ဒီလူငယ်လေးကငါသမီးကြာပြူနဲ့ရေဆက်ပါလာတဲ့သူပဲသူ့ရဲ့စိတ်ရှင်တွေကလည်းတကယ်ကိုလူတော်လူကောင်းတစ်ယောက်ပဲငါသမီးလေးနဲ့ပေးစားရမယ်ဒီလိုနဲ့ရေသေးကြီးဟာသမီးဖြစ်သူကြာပြူကိုထွက်လာဖို့လှမ်းခေါ်လိုက်ပါတယ်ဟေးသမီးလေးကြာပြူဒီလူကသမီးကိုဘာမှမလုပ်ပါဘူးအဖေကိုယုံပါကွယ်အခုဆင်းလာခဲ့တော့မွေးစားဖခင်ရေသေးကြီးကခေါ်လိုက်တော့မှကြာပြူတယောက်လည်းယုံကြည်ကြီးနဲ့ဆင်းလာခဲ့ပါတယ်အဲဒီနောက်မှာတော့ကြာပြူဟာရေသေးကြီးရဲ့ဘေးမှာဝင်ထိုင်လိုက်ပြီးစူးစမ်းစားကြည့်နေပါတော့တယ်အရွေးလွန်လန့်နေတဲ့ဘုရင်ကြီးကလည်းဒီတစ်ခါမှတော့ကြာပြူလေးကိုမြင်မြင်ချင်းမှပဲသဘောကျသွားခဲ့ပါတယ်ဘွားဆက်ဆက်ကရေသက်ပါလာခဲ့ကြသူတွေမို့ကြာပြူဘက်ကလည်းဘုရင်ကြီးကိုစိတ်အိမ်သွားခဲ့ပြီးတယောက်နဲ့တယောက်ချစ်ခင်သွားခဲ့ကြပါတယ်ဒီတော့မှရေသေးကြီးလည်းသူတို့နှစ်ယောက်ကိုကြည့်ရင်အချင်းတွေကိုတီးသွားခဲ့ကခုလိုပြောလိုက်ပါတယ်ကဲခုမင်းတို့နှစ်ယောက်ငါပြောတာကိုနားထောင်ကြပါမင်းတို့နှစ်ယောက်ကတိတ်ဘွား9ဘွားကလေးကရေသက်ပါလာခဲ့ကြတာအခုဘွားမှလည်းမင်းတို့ကဖူးစာဘက်တွေပဲဘာရဲတဲ့ကိုယ်တိုင်မင်းတို့ကိုလက်ထပ်ပေးမယ်တကားကြီးကူမာရဒါကကျွန်တော်ရဲ့မွေးစားသမီးကြာပြူပါသူကတင်တဲ့ရေသက်ပါလာတယ်အတင်သူ့ကိုသဘောကျနှိမ့်သက်တယ်ဆိုရင်ရောင်သုံးမတ်9မျိုးကိုရှာဖွေပါအဲ့ဒီရောင်သုံးမတ်9မျိုးကိုရရင်ကျွန်တော်ရဲ့သမီးနဲ့လက်ထပ်ပေးပါမယ်အဖေပြောတာတကယ်လားသူကသမီးရဲ့ဘွားလက်တော့ပေါ်လားဟုတ်တာပေါ့သမီးရဲ့အဖေကဘယ်တော့မှလိမ့်မှုလို့လဲဟုတ်ကဲ့ပါရေသေးကြီးတပည့်တော်ကြာပြူကိုမြင်မြင်ချင်းမှပဲချင်းမြတ်နိုးပါတယ်ကျွန်တော်ကဗမင်းကလေးကိုမှသဘောမကျလို့မိဖုရားမမြောက်တာခုချိန်ထိပါပဲခုကြာပြူနဲ့တွေ့တော့မှပဲကျွန်တော်သဘောကျတဲ့မင်းကလေးကိုတွေ့ပါတော့တယ်စိတ်ကြပါကျွန်တော်ကြာပြူကိုရဖို့ဘာမဆိုလုပ်ပါမယ်ခေါင်းပါပြီတခါကြီးဝေးမှသွားပြီးတော့ရှားကြမလို့ပါဘူးဒီတော့ဒီတောင်ထဲမှာနေရောင်သမတ်9ပွဲကရှိပါတယ်တခါကြီးရဲ့စစ်စီတော်တွေလည်းပါလာတယ်မလားသူတို့ဘာကူရှာခိုင်းလိုက်ပါဟုတ်ပါတယ်ရေသေးကြီးတပည့်တော်ရဲ့လေယုံစစ်တီညကိုထားခဲ့ပြီးဒီကိုတောက်ထွက်လာခဲ့တာပါသူတို့ကဟိုစမ်းချောင်းသားမှာထိုင်ဆောင်နေကြတာပါကျွန်တော်ရောင်သမတ်9မျိုးရအောင်ရှာဖွေမှာပါရှာလို့တွေ့ရင်လည်းဘာရဲတဲ့နဲ့ကြာပြူကိုနန်းတော်ကြီးစီကိုတခါတည်းနဲ့ဖိတ်ခေါ်ပါမယ်ခုတော့အဲ့ဒီရောင်သမတ်9မျိုးရှာဖွေဖို့တွားလိုက်ပါအောင်မယ်တပည့်တော်ရဲ့ဖူးစာချင်းစိတ်မှန်ကိုသိမြင်ပြီးကူညီပေးတဲ့အတွက်ရေသေးကြီးကိုကျေးဇူးတင်ပါတယ်ကျေးဇူးတင်စရာမလိုပါဘူးတကားတော့ဘာရဲသေးကသမီးလေးကြာပြူနဲ့တင့်တော်တဲ့ဖူးစာဘက်ကိုရှာတွေ့တာနဲ့တင်ကိုဝမ်းသာလှပါပြီအဲ့ဒီရောင်သမတ်9မျိုးကိုတော့တကားကြီးရအောင်ရှားမယ်နော်အဲ့နောက်မှာတော့ဘုရင်ကြီးကုမာရဟာရေသေးကြီးကိုဦးချကြော်ပြီးသူ့ရဲ့စစ်တီတော်တွေနဲ့တူရောင်စုံမတ်9မျိုးရှာဖွေဖို့စတင်มาတော့တယ်ဒီလုံးနဲ့လေယုံစစ်တီ2ယောက်စီကိုပြန်လာပြီးရေကြီးခွင်များနဲ့အခုလိုပြောလိုက်ပါတယ်ငါကိုတော်နဲ့တင်းတော်တဲ့မင်းကလေးကိုရှာတွေ့ပြီကွာငါကိုတော်မင်းတို့မှားချစရာတွေရှိတယ်နန်းတော်ကိုပြန်ပြီးမင်္ဂလာပွဲတွေပြင်ဆင်ကြမယ်ခုပဲမြန်ဆုံးရအောင်ခင်းနေကြတာပေါ့ကွာဒါနဲ့ဆန္ဒမင်းကဒီမှာနေပြီးရောင်စုံမတ်9မျိုးရှာခဲ့ပြီးမှနန်းတော်ကိုလိုက်လာခဲ့ဗျာဘာပန်းနဲ့ဟောဗျမသိဘူးလေအရှင်းမင်းကြီးနေပါဦးရောင်သမတ်9မျိုးကဘာတွေလဲနောက်နေ့တရက်မှာတော့ဘုရင်ကြီးဟာမင်္ဂလာပွဲတွေစီစဉ်ခဲ့ပြီးနန်းတော်ထဲမှာပဲတခါတနာပြင်ဆင်စေခဲ့ပါတယ်သူ့ရဲ့စစ်သူကြီးကိုလည်းတော်တဲကကျောင်းစင်ကစီကိုသွားကကြာပြူနဲ့ရေသေးကြီးကိုတခါတနာနဲ့ကြိုးဆိုဖို့အမိန့်ပေးလိုက်ပါတယ်စစ်သူကြီးအသင်ကိုယ်တိုင်သွားပြီးတော့ကြိုးဆိုပါသူတို့တေချာခေါ်ဆောင်လာခဲ့နော်ငါကိုတော့ဘာမှလွဲမှားတွေကိုမကြားချင်ဘူးအဲဒီနောက်မှာတော့စစ်တီတော်တွေနဲ့အတူရန်ရီတော်မျိုးသမီးတွေပါချမ်းရံပြီးကြာပြူနဲ့ရေသေးကြီးကိုပါတခါတနာနဲ့ခေါ်ဆောင်လာခဲ့ပါတယ်တသက်လုံးလူတွေနဲ့ဝေးရရက်မှာနေထိုင်လာတဲ့ရေသေးကြီးကလည်းသမီးတော်လေးတို့လူတွေနေထိုင်ရလောကကြီးစီကိုမလွဲတာမရှောင်သာတော့ပဲလိုက်လာခဲ့ရတာပေါ့ဒီလိုနဲ့ရေသေးကြီးကရောင်စုံမတ်9မျိုးကိုလက်ထဲမှာစုပ်ကင်ပြီးဂါရမန်နန်တွေကိုရွတ်ဆိုကတသက်လုံးမခွဲမခါနေထိုင်သွားရဖို့အတွက်ဆူတောင်းပေးခဲ့ကမင်္ဂလာပွဲကြီးကိုကျင်းပခဲ့ပါတယ်ဒီလိုနဲ့ကြာပြူနဲ့ဘုရင်ကြီးကုမာရတို့ဟာအကျဉ်လင်များတွေဖြစ်သွားခဲ့ကြပြီးကြာပြူလေးကလည်းမိဖုရားတောက်ဖြစ်သွားခဲ့ပါတယ်ရေသေးကြီးကတော့တရားဘာဝနာကိုပဲစူးစမ်းအားထုတ်ချင်တာကြောင့်သူ့ရဲ့ကျောင်းသင်ခန်းစီကိုပြန်သွားခဲ့ပြီးတသက်လုံးနေထိုင်သွားခဲ့ပါတယ်။ကျောင်းတော်စလုံးပါဆိုတဲ့အတိုင်းမိဖုရားဖြစ်သွားတဲ့ကြာပြူတယောက်ဖခင်ရေသေးကြီးကိုနှုတ်ဆက်ကနန်းတော်ကြီးစီကိုလိုက်သွားခဲ့ရပါတယ်။အဲဒီနေ့ကစလို့ကြာပြူနဲ့ဘုရင်ကြီးကုမာရတို့ဟာနန်းတော်ထဲမှာတသက်လုံးပျော်ပျော်ရွှင်ရွှင်နေထိုင်သွားခဲ့ကြပါတယ်။ရေသေးကြီးကတော့တောထဲကကျောင်းသင်ခန်းလေးမှာတယောက်တည်းဘဝကိုဖျက်ဆီးနေထိုင်ရင်းချိန်တန်လာတဲ့အခါခန္ဓာ၅ပါးပြီးတိုင်းခြုံငိမ့်သွားခဲ့ပြီးမဟာပရိနိဗ္ဗာန်ဆံသွားပါတော့တယ်ဒီကနေ့တင်ဆက်ပေးသွားတဲ့ပုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးလို့သွားခဲ့ဖြစ်ပါတယ်ပုံမြင်လေးကိုကြိုက်နေတဲ့တဲ့ဆို like လေးပေးပြီး channel လေးကို subscribe လုပ်ခဲ့ကြဖို့တောင်းဆိုလိုက်ရပါတယ်